Hello ဒီနေ့မှာတော့ဒီအကောင့်ပန်ရှင်လေးမိထားတဲ့ present နဲ့ gift ရဲ့ကွာခြားပုံလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် present နဲ့ gift ကလက်ဆောင်လို့ခေါ်တဲ့သဘောတရားကတော့အတူတူဆိုပေမဲ့အသုံးပြုပုံကတော့အနည်းငယ်ကွာခြားပါတယ် present က polite ယဉ်ကျေးပြီးတော့နည်းနည်း formal ဆန်တယ်ဘလို့အချိန်မှာသုံးလဲဆိုတော့special occasions ဖြစ်တဲ့အခါကြီးရက်ကြီးတွေဖြစ်တဲ့ birthday တို့wedding တို့ပြီးလို့ရှိရင် Christmas တို့လိုပွဲတော်အထိမ်းအမှတ်အခမ်းအနားတွေမှာသုံးတတ်ပါတယ်ဥပမာအနေနဲ့သူမကကျမကိုမွေးနေ့လက်ဆောင်ပေးခဲ့တယ် She gave me a birthday present မင်း Christmas လက်ဆောင်တွေရပြီလား Have you got any presents for Christmas နောက်တစ်ခုအနေနဲ့လက်ဆောင်လို့ပြောတဲ့ gift ကတော့နေ့ထူးနေ့မြတ်မဟုတ်လဲအဆင်ပြေတဲ့ဘယ်ချိန်ဆိုပေးလို့ရတဲ့အမတ်တရလက်ဆောင်ကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့လက်ဆောင်အလူဒါနလက်ဆောင်တဘာဝကပေးတဲ့ပင်ကိုလက်ဆောင်နေနဲ့သုံးပါတယ်ဥပမာအနေနဲ့ကျမခီးသွားစဉ်တငယ်ချင်းတို့အမတ်တရလက်ဆောင်လေးတစ်ခုဝယ်ခဲ့တယ် I bought a gift for my friend during my trip ဒီမှာဂီတအရေးတွေးကောင်းတဲ့ natural talent တဘာဝပေးတဲ့ပင်ကိုလက်ဆောင်ရှိတယ် She has a gift for music ဒီလောက်ဆိုရင်တော့ gift နဲ့ present ကိုနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ် So keep shining with your English. Bye for now.